ပင်လောကနေတရုတ်ဆောင်ဘက်ကူလာတဲ့အခါမှာလဲအောင်မြင်မှုတွေတိမ်မိတ်နိုင်ခဲ့တဲ့စွမ်းစာနီကတော့ဒုက္ခဒုက္ခမှာတကယ်ကိုထိတ်တယ်မင်းသားတူဖြစ်ခဲ့ပါတယ်အဆူအကနေမကပဲတရုတ်ဆောင်ပိုင်းမှာပါဇက်တံမပါပဲပြီးအောင်စွမ်းဆောင်နိုင်ခဲ့တဲ့သူရဲ့ပါရမီကအမခံပါပဲလက်မျိုးစရာကောင်းတာကတော့အခုချိန်မှာကျမ်းမာရေးချင်းတွေကြောင့်အရင်လိုချီလန်းကျင်းနဲ့မကနိုင်တော့တာပဲဖြစ်ပါတယ်ဘယ်သူမပြုတ်မိမိမှုလို့ဆိုရပေမဲ့လည်းသူချပြခဲ့တဲ့အမှုပညာတွေကတော့ပရိသတ်တွေရင်ထဲမှာရှိနေသေးပါပဲရေအနက်15ပေအောက်မှာအသက်ကိုဆိုပြီးပညာရှင်ပိသားစွာတရုတ်ဆောင်ခဲ့တဲ့ဖွေးဖွေးကိုဒရိုက်တာအောင်မြင့်မြတ်ကတော့ချီးကျူးလာခဲ့ပါတယ်မင်းသမီးကျော်လေးဖွေးဖွေးကတော့သူမရဲ့အမှုပညာပေါ်ထားရှိတဲ့ပြင်းထန်တဲ့စိတ်ဓာတ်တွေနဲ့စူးစမ်းအားထုတ်မှုတွေကိုနောက်တစ်ချိန်သက်သေပြလိုက်ပြီးပဲဖြစ်ပါတယ်ဇကာထဲမှာအရေးကြီးတဲ့ရေအောက်အခန်းတစ်ခုအတွက်ရေအောက်အနက်15ပေရှိတဲ့ကန်ထဲမှာအသက်အန္တရာယ်ကိုဂရုမစိုက်ပဲအကောင်းဆုံးတရုပ်ဆောင်ပြခဲ့တာပါဒရိုက်တာအောင်မြင့်မြတ်ဖြစ်စေခြင်းနဲ့ရုပ်ပုံလွှာအတိုင်းရရှိဖို့အတွက်ရေအောက်မှာမျက်လုံးဖွင့်ပြီးစိတ်ရှည်လက်ရှည်လေ့ကျင့်ခဲ့သလိုရေအလယ်မှာလည်းတဘာဝကြကြမျောလင့်နေတဲ့ပုံစံမျိုးကိုခက်ခက်ခဲခဲနဲ့စူးစမ်းခဲ့တဲ့သူပါဒီဇက်ဝေကလေးတစ်ခုတည်းအတွက်တရက်တာအချိန်ပေးပြီးတော့ပညာရှင်ဆက်ဆံဖန်တီးပေးခဲ့တဲ့ဖွေးဖွေးရဲ့စိတ်ဓာတ်ကိုတော့ဒရိုက်တာကအထူးပင်မတန်းတင်ချီးကျူးထားခဲ့ပါတယ်ဖွေးဖွေးရဲ့တရုပ်ဆောင်ချက်တွေကတော့လွန်ခဲ့တဲ့လပိုင်းကမှဖွေးဖွေးရဲ့တိုးမဲဆိုတဲ့ရုပ်ရှင်ဇာတ်ကားကလည်းအတော်ကိုမှနာမည်ကြီးသွားခဲ့ရပါတယ်။ဘဝနဲ့ထပ်တူကြနေတဲ့တိုးမဲရုပ်ရှင်မှာတော့ဖွေးဖွေးဟာနိုင်ငံရေးကြောင့်တိမ်းရှောင်နေရတဲ့အချိန်မှာသူ့ရဲ့အဖေကကွယ်လွန်သွားခဲ့တာပါ။ဖွေးဖွေးဟာတော့သူမရဲ့အဖေနောက်ဆုံးအချိန်တွင်းမှာအနားမှာရှိမပေးနိုင်ခဲ့သလိုနောက်ဆုံးလိုက်ပို့ခွင့်မရခဲ့ပါဘူး။အဝေးကနေပြီးတော့ဗီဒီယိုခေါ်ဖြစ်တာကြော့ခဲ့ရတဲ့သူပါ။တိုးမဲရုပ်ရှင်ဇာတ်ကားမှာလည်းအပြင်ဘဝမှာကြုံတွေ့ခဲ့ရတဲ့အတိုင်းပါပဲဇဝင်ကန်ကပါလာခဲ့ပါတယ်။တိုးမဲရုပ်ရှင်ဇာတ်ကားမှာအပြင်ဘဝမှာကြုံတွေ့ခဲ့ရတဲ့အတိုင်းဇဝင်ကန်မှာပါလာခဲ့ပါတယ်။တိုးမဲရုပ်ရှင်ဇာတ်ကားကိုဖွေးဖွေးဘလောက်တောင်အားယူပြီးတော့စူးစမ်းရိုက်ခဲ့ရမလဲ။အကြောက်ဆုံးခံစားချက်တွေကိုပြန်ရိုက်ရင်ဆိုင်ရရင်တော့တကယ်ကိုမှ heavy ဖြစ်သွားစေတယ်လို့ဖွေးဖွေးကိုယ်တိုင်ကပြောပြလာခဲ့ပါတယ်။ဖွေးဖွေးနေရာကနေဝင်ရောက်ခံစားကြည့်ရင်တော့မျက်ရည်တွေထိမရတဲ့အထိကိုဖြစ်လာခဲ့ရပါတယ်။မတော်တဆတစ်ခုကြောင့်သူ့ပွဲကိုလာမကြည့်လိုက်ရတဲ့ပရိသတ်ကိုသူမကိုယ်တိုင်ကအခုလိုမျိုးနှစ်သိမ့်ပေးလိုက်လို့လူပြောများသွားခဲ့တဲ့မိသက်ထားဆွေမြန်မာသချင်းတွေကိုချစ်မြတ်နိုးစွာနဲ့တီးဆိုတက်တဲ့မိသက်ထားဆွေကတော့ဒီနောက်ပိုင်းမှာဆိုရင်ချစ်ခင်အားပေးကြတဲ့ပရိသတ်တွေကလည်းတဖြည်းဖြည်းနဲ့ပုံမိုများပြလာခဲ့သလို over ဖြစ်လွန်တဲ့ရင်ကျေးသိမ်မွေးအောင်အရန်ကြီးလှုပ်ယူနေတယ်ဆိုပြီးတော့ဝိုင်းပြီးတော့ blame ခံကြတာတွေလည်းများပြလို့လာခဲ့ပါတယ်။လွန်ခဲ့တဲ့နေ့တုန်းကမှသူမရဲ့ပရိသတ်တဦးကိုအခုလိုမျိုးနှစ်သိမ့်ပေးလိုက်တာကြောင့်မလို့တစ်ဖက်ပြန်လဲပြီးတော့လူပြောများလာခဲ့ပြန်ပါတယ်ဖြစ်စဉ်ကိုပြောရမယ်ဆိုရင်တော့မြို့မှာဒေသရှင်နှင်းရွှေကတော့မိသက်ထားဆွေကိုအရန်သဘောကျတဲ့အမကန်ပရိသတ်လေးတူပါတကြံနောက်ဆုံးရက်မှာမိသက်ထားဆွေကသူမတို့မြို့ကိုလာရောက်ဖြိုပြမှာဖြစ်တဲ့အတွက်အဲ့ဒီနေ့ကိုရင်ခုန်စွာနဲ့စောင့်ဆိုင်နေခဲ့တဲ့သူပါဒါပေမဲ့လည်းကန်တရားကလွဲချော်ခဲ့ခြင်းကြောင့်တကြံတက်နေ့မရောက်ခင်မှာပဲသူမကတော့ accident ဖြစ်ခဲ့ပါတယ်တကြံအချက်နေ့မှာမြို့မှာအလှပြရင်ကျေးပေါ်မှာတီဆိုဖြိုပြဖို့အတွက်အိမ်ပြန်မှာသူမကတော့